ကျွန်တော်တို့အတင်ရဲ့ Ivory Coast Messi လေးဆိုပြီးတော့ပြည်သက်တွေတင်စားကြတဲ့ Ahmed Diallo ကတော့အာဖရိကဖလားမှာ Ivory Coast နဲ့အတူခြေစွမ်းပြပြီးတော့ United ပြည်သက်တွေကိုလွှမ်းအောင်လုပ်လိုက်ပါတယ်။ Ahmed Ivory Coast ဟာမနေ့တုန်းကကစားခဲ့တဲ့ပွဲစဉ်မှာ Mbomo ရဲ့ကင်မရွန်းနဲ့ရှင်မြန်ကစားခဲ့ရပြီးတော့တစ်ဖက်တစ်ကိုးစီတည်ရလက်ထွက်ပေါ်ခဲ့တယ်။ဒီပွဲမှာ Ahmed ရော Mbomo ရောဟာသူတို့ရဲ့တက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက်ပွဲထွက်ကစားမတွေပြင်ပါဝင်လာခဲ့ကြတယ်။ Mbomo ကတော့ဒီပွဲမှာပုံမှန်ခြေစွမ်းလောက်သာပြသသွားနိုင်ခဲ့ပေမဲ့ Ahmed ကတော့အလန်းစားသွင်းကိုနဲ့လို့ထူးချဲ့ခြေစွမ်းပြသသွားခဲ့တာပါ။အဲ့တော့ပထမပိုင်းမှာတစ်ဖက်တစ်ဖက်ဂိုးမသွင်းနိုင်ပဲနဲ့ဂိုးမရှိသေးရလဲထွက်ပေါ်နေတယ်။ဒုတိယပိုင်းပွဲချိန်50မိနစ်မှာတော့အာမတ်ဟာအသင်းအတွက်ဥဆောင်ကိုစတင်သွင်းယူပေးခဲ့တာပါ။အာမတ်ကအသင်းပေါ်ကိုနန်အနီးကပ်ချပေးလိုက်တဲ့ဘောလုံးကိုတစ်ချက်ထိပြီးဆွဲပြေးပြီးတော့ AR ထိတ်အရောက်မှာအဝေးကန်ကျင်နဲ့လှပသွင်းယူခဲ့တာဖြစ်ပါတယ်။အဲ့တော့အာမတ်အတွက်ကံမကောင်းခဲ့တာကသူဥဆောင်ကိုသွင်းပြီးတော့ဒီ9မိနစ်အကြာမှာပဲသူ့ရဲ့ဥဆောင်ကိုဖန်တီးပေးခဲ့တဲ့ကိုနန်က OG သွင်းခဲ့လို့ခြေပါကိုပြန်ပေးလိုက်ရပါတယ်။ဒါပေမဲ့အာမတ်ဟာဒီပွဲမှာအတော်လေးခြေစွမ်းပြခဲ့ပြီးတော့ဒီပွဲလုံးတိုင်းနိုင်အောင်ဆိုရင်ဘောလုံးဆွဲပြေးမှုကို100%အောင်မြင်ခဲ့တယ်ပြီးတော့ဘောလုံးပေးပို့မှုကလည်း69%ထိတိကျခဲ့တယ်ဂိုးပေါက်ချင်းချောင်းမှု4ချိန်နေပြုလုပ်နိုင်ခဲ့ပြီးတော့2ချိန်ဂိုးပေါက်တင်ပြီးတော့1ချိန်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်United ပြည်သက်တွေကလည်းအားမဲ့ခြေစွမ်းကိုတော်တော်လေးသဘောကျနေပြီးတော့ United ကိုပြန်လာတဲ့အခါဒီလိုဂိုးမျိုးသွင်းပေးပါအောင်ဒီလိုမျိုးခြေစွမ်းပြပေးပါအောင်ဆိုပြီးတော့တောင်းဆိုနေကြတာပါဒါပေမဲ့အားမဲ့အနေနဲ့ဒီ Ivory Coast အသင်းနဲ့အတူချန်ပီယံဆုကိုကာဝယ်ဖို့အတွက်ဗိုလ်လူပွဲထိတက်ရောက်သွားခဲ့မယ်ဆိုရင်United ပြည်သက်တွေအနေနဲ့အာမတ်ကိုဇန်နဝါရီ20ရက်နေ့မှာပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် United ပြည်သက်တွေအာမတ်ကိုလွမ်းနေကြသလိုအာမတ်ကိုယ်တိုင်ကလည်းနိုင်ငံအတွက်ပေးဆက်မဲ့တာဝန်ရှိနေသေးတာကြောင့်နားလည်ပေးဖို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။